နှစ် 50 60 ဆိုဘဝခရီးဆုံးသွားတာမျိုးမဟုတ်ဘူးတောင်းချီချီတဲ့ခေတ်မှာအဲ့ဒီလိုခေတ်တောင်မှမိမိလျော့ရော့နေတာမဟုတ်ဘူးခေါင်းကိုဖိလိမ့်ပြုပြင်ထားတဲ့သတ္တတိကိုမှားထားတယ်အစောကြီးကတည်းကမှားထားတာငါခေါင်းပေါ်မှာဆံပြူပင်တစ်ချောင်းများတွေ့ရင်ငါ့ကိုပြောပါပြောနိုင်လို့ရှိရင်ဆုတော်လက်တော်ချဟိုဆုရကျင်တော့သတ္တတိကလည်းနေတိုင်းကြည့်တယ်ခေါင်းကိုတေချာကြည့်တစ်နှစ်လည်းမဟုတ်တစ်နှစ်လည်းမဟုတ်ဘူးနှစ်ပေါင်းများစွာနှစ်ထောင်ချီပြီးတော့ကြည့်လာဆံမင်းအဖြူတပင်မှမတွေ့သေးဘူးဟောနောက်တရက်ကြတော့ဆံမင်းနေဖီးလိမ့်ပြုပြင်ကနေပြီးတော့အဖြူကလေးတစ်ချောင်းသွားတွေ့အဖြူကလေးတစ်ချောင်းတွေ့တဲ့အခါဆုရတော့မှဆိုပြီးတော့ဝမ်းသာတယ်ပေါ့ရွှေမွေးညက်ကလေးနဲ့အဲ့ဒီအဖြူကလေးကိုဆွတ်နှုတ်ပြီးတော့အရှင်မင်းတရားရဲ့ခေါင်းမှာဟောဒီမဲ့ဆံပြူပင်ကလေးတစ်ချောင်းရောက်နေပါပြီလက်ထက်ထက်ဘုန်းကြီးတို့တွေဆံပင်လေးတစ်ပင်ဖြူတာဘာဖြစ်ဘာမှဖြစ်ဆေးတိုင်းသွားပြီးဆေးတောင်ဆိုးလဲတကောင်းလုံးဖြူလဲကိစ္စမရှိဟုတ်လားအဲ့ဒီဘုရားလောင်းကြတော့တပင်လေးဖြူသွားတာနဲ့ပဲတကူလုံးကိုချွေးပြက်ပြက်ကြအော်ငါအိုပါလားကိုချင်းတရားငါစီရောက်လာပြီလို့ဆိုတဲ့အတွေးဘလောက်တန်ဖိုးရှိတဲ့အတွေးလဲအဲ့ဒီအတွေးဟာဘယင်းစည်းစိမ်အမတန်မှကြီးမားတဲ့မင်းစည်းစိမ်ကိုစွန့်ခွာနိုင်တဲ့စွန့်ခွာလောက်အောင်ဘယင်းစည်းစိမ်ကိုမစွန့်လွတ်နိုင်တဲ့တဏှာလောဘကိုဖယ်ရှားပြီးတော့စွန့်ခွာနိုင်လောက်အောင်တွန်းပို့လိုက်နိုင်တယ်ဘုရားလောင်းဟာတောထွက်သွားဘလောက်တန်ဖိုးရှိတဲ့အတွေးဆိုတာဒါမှတ်ထားဖို့ပေါ့နော်ဒါလေးတွေကိုတရားလို့မထင်ကြဘူးအများစုကအဲ့ဒါတရားအမတန်မှကြီးမားတဲ့တရားပဲနော်ဒီအတွေးလေးတွေးနေတာကိုလူတွေကတရားထုတ်တယ်လို့တော့ထင်ကြမှထင်ဘူးပေါ့ပြင်းပြင်းကြီးခွေမျက်စိကြီးမိတ်ပြီးတော့ဘုဒ္ဓထိုင်နေမှတရားလို့ဒီလိုထင်ကောင်းဖြစ်လိမ့်မယ်ပြင်းပြင်းခွေမျက်စိမိတ်ပြီးတွေးကြတွေးနေတော့မဖြစ်နိုင်ဘူးလားအေးတရားဆိုတာစိတ်ထဲမှာပေါ်လာပြီးတကယ့်ကိုအသိဉာဏ်ဓုတွေကိုရပြီလောဘတွေကိုဖယ်ရှားနိုင်မှဒေါသတွေကိုဖယ်ရှားနိုင်မှမောဟတွေကိုဖယ်ရှားနိုင်မှသို့မဟုတ်မဖယ်ရှားနိုင်သေးရင်ပြောညံ့သွားအောင်လုပ်နိုင်မှတကယ်တရားခုနကအတွေးလေးဟာအဖိုးကြီးဖွားကြီးမြင်ရလို့ဩငါလည်းပဲအိုရအောင်ပါပဲကိုချင်းတော်ရှိသေးတယ်ဆိုတဲ့အတွေးလေးဟာဘဝကြီးပေါ်မှာတွေ့တာနေတယ်ကိုယ့်ရဲ့လူပြိုနေတဲ့ဘဝလေးပေါ်မှာအထင်အမြင်မကြီးတော့ပဲနဲ့တွေ့တာမှုတွေကင်းမသွားပြီဘူးလားအေး